ကိုရအောင်ပဲမင်္ဂလာပါဗျာနော်မနေ့ကဆိုလို့ရှိရင်ကျွန်တော်ဝဟန်ပွဲကိုပေါင်းအပေါ်ပေးတယ်ကျွန်တော်ဟော်ဖိုင်းပွဲကိုတော့ကျွန်တော်ဒါ Oxford Body နဲ့ကျွန်တော်စွန့်သားကြည့်ကျင်တယ်လို့ပြောရတယ်ဗျာနော်ဒီနေ့မှာကျွန်တော်တို့ဒါ Premier League ပွဲစဉ်တွေပွဲကောင်းနေတော့ပြန်လာပြီအဲ့ထဲမှာဒါနှစ်ပွဲလောက်ထိဒါရွေးချယ်ပေးထားတယ်အာဆင်နယ်ပွဲကတော့ဒါအစောပိုင်းပွဲဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့နော်ဒါအချိန်လေးရနည်းနည်းလေးမလောက်လို့ဒါနောက်ကျပွဲလေးပဲကျွန်တော်နှစ်ပွဲရွေးချယ်ပေးလိုက်မယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့လီဗာပူးနဲ့ဖူဟန်ရဲ့ပွဲလေးကိုကျွန်တော်ရင်သုံးသက်ကြည့်အောင်ဗျလက်ရှိလီဗာပူးကကျွန်တော်တို့ဒါချန်ပီယံလိမှာဆိုရင်ရှုံးပွဲရရှိထားတယ်။တောက်လျှောက်ဒါရလက်တွေကတော့မကောင်းတော့ဘူးဗျ။နောက်ဆုံး၅ဘက်ကစားထားတဲ့နေရာမှာဆိုလို့ရှိရင်ပြိုင်ပွဲစုံချန်ပီယံလိ FA ကပ်ပါဝင်၃ပွဲရှုံးပြီးတော့ကျွန်တော်တပွဲနိုင်တပွဲတည်ရည်နဲ့ဒါစပါးကိုအိမ်ခွင်းမှာတည်ရကြတယ်။ဂလာတာဆာရီကိုအိမ်ခွင်းမှာ4-0နဲ့နိုင်ပြီးတော့ကျန်တဲ့၃ပွဲလုံးကဒါရှုံးနေထားတယ်။ PSG ကိုလည်း2-0နဲ့ရှုံးထားတဲ့အတွက်ကြောင့်ဒါအိမ်ခွင်း MV မှာကျွန်တော်တို့ PSG ကိုလုံးဝအားကုန်ထုတ်သုံးပြီးတော့ကျွန်တော်တို့ကမ်းမဲ့ပွဲတစ်ပွဲရှိရဗျ။နော်ဒါပြီးရင်ပြန်လာမှာဆိုတော့ဒီနေ့ဖူဟန်နဲ့ပွဲမှာဒါကစားသမားတွေကိုနည်းနည်းလေးလဲဟိုညာတာယုံနဲ့ကန်သွားမယ်ပုံစံမျိုးတော့ရှိတယ်ဟိုလူစင်းအကုန်ထုတ်သွားမယ်ဆိုပေမဲ့လည်းနောက်ပွဲအတွက်လူချန်ပြီးတော့ကစားဖို့လည်းများပါတယ်ဗျာနော်အဲ့တော့ဒါကျွန်တော်ဒီဖူဟန်နေနဲ့ကြည့်ရမယ်ဆိုလို့ရှိရင်လည်းဖူဟန်ကနောက်ဆုံး၅ပွဲမှာဆိုလို့ရှိရင်ဒါ2ပွဲနိုင်ပြီးတော့တပွဲတည်ကြထားပြီးတော့2ပွဲရှုံးနေထားတယ်ဖူဟန်ကလည်းကျွန်တော်တို့ဒါတိုက်စစ်ပိုင်းကလည်းဟိုနည်းနည်းလေးလိုအပ်ချက်တွေရှိရဆိုပေမဲ့လည်းခန်းစစ်ပိုင်းကောင်းတဲ့အသင်းဖြစ်တယ်လက်ရှိ table ရဆိုလို့ရှိရင်ကျွန်တော်တို့တော့ဒါလီဗာပူးကဟိုချန်ပီယံလိဝင်ခွင့်အတွက်လည်းစ조사နေရတယ်အဆင့်5မှာရှိပြီးတော့ဒါဖူဟန်ကတော့အဆင့်6မှာရှိတယ်လက်ရှိပေးထားတဲ့ဈေးတန်းကကျွန်တော်လီဗာပူးကနေပြီးတော့တစ်လုံးကို35ပဲပျော်ရွှင်ခွင့်ပေးထားတယ်ဗျာနော်ကိုပေါင်းကတော့3လုံးကို20အရှုံးနဲ့ပျော်ရွှင်ခွင့်ပေးထားတယ်sorry 3လုံး20အရှုံးဖြစ်တယ်ဗျာနော်အဲ့တော့ဒီပေးထားတဲ့ဈေးတန်းရဆိုလို့ရှိရင်ကျွန်တော်တို့ဒါဟိုကြည့်ရတော့ဘယ်လိုပြောရမလဲဆိုတော့ကျွန်တော်နည်းနည်းလေးတော့ဒါပြင်းတယ်ဘာလို့လဲဆိုတော့အဆင့်5နဲ့အဆင့်6နဲ့တိတ်တော့မကွာဘူးဒါပေမဲ့လည်းတရီအပြည့်ရှုံးကိုမှတော့တစ်လုံးသွင်းလို့ရှိရင်ကျွန်တော်တို့ဒါ35ပြားပဲပျော်ရွှင်ခွင့်ရမှာဆိုတော့ဒါဈေးတန်းနည်းနည်းလေးပြင်းတယ်လို့ပြောလို့ရတယ်အဲ့တော့ဒီနေ့ညမှာလီဗာပူးကကျွန်တော်စိတ်ထင်တော့တရီအနေဆုံးရှိလိမ့်မယ်ထင်တယ်ဖူဟန်တော့မရှုံးပွဲနဲ့မရှုံးမဲနဲ့ကျွန်တော်တို့ဒါကတ်နိုင်သွားဖို့များလိမ့်မယ်လို့ထင်တယ်တစ်လုံးလောက်ပဲကျွန်တော်တို့ဒါပိုကီတီရဲ့ပေးပြီးတော့เนาะဒါ1-1-2-1ဒီတစ်ပတ်ပဲသွားမယ်လို့ထင်တယ်ဗျเนาะအဲ့တော့ဒီနေ့ပေးထားတဲ့ဈေးတန်းရဆိုလို့ရှိရင်ကျွန်တော်ကတော့လီဗာပူး body နဲ့ပဲကျွန်တော်စွန့်သားကြည့်နေတယ်ညီကိုတို့အကြိုက်ဒီမှာဆော့ပါအကြိုက်မတူဆိုဘက်ကမှာနောက်ထပ်တစ်ပွဲကကျွန်တော်တို့ဒါဘန်လီနဲ့ Brighton ရဲ့ပွဲစဉ်ဖြစ်တယ်ဗျနော်ဘန်လီနဲ့ Brighton ကလက်ရှိကျွန်တော်တို့ဒါမှတ်ပေးစရာဆိုလို့ရှိရင်ကျွန်တော်တို့ဒါ Brighton ကဒါအဆင့်30မှာရှိပြီးတော့ဘန်လီကအဆင့်19မှာရှိတယ်တန်းစင်းစုံနဲ့အသင်းနဲ့တန်းစင်းစုံရုံးအားနဲ့ကျွန်တော်တို့သွားတွေ့မှာပေါ့ဗျာနော်အဲ့နှစ်သင်းလုံးရဲ့ head to head ရကြည့်ရမယ်ဆိုလို့ရှိရင်ဒါ Brighton တော့တိတတာပိုတာထားတယ်ဒါပေမဲ့လည်းတရေပွဲရတော့ကျွန်တော်တို့ဒါများတယ်ဗျဘာလို့လဲဆိုလို့ရှိရင်ဒါဘန်လီကဒီအခုတန်းစင်းဆောင်ရဲ့ရုံးအားဆိုတော့ Brighton အနေနဲ့တိတ်ပြီးတော့ဒါမျှော်လင့်လို့မရဘူးဆိုပေမဲ့လည်းဒီနေ့ညနှစ်သင်းလုံးတော့ကျွန်တော်တော့ဒါအပေါ်ဈေးတန်းကိုကျွန်တော်ပိုကြိုက်တာတော့အမှန်ပဲဗျနော်အဲ့တော့ဘန်လီကနောက်ဆုံး၅ပွဲလောက်ကျွန်တော်ခြုံကြည့်ရမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါဘန်လီက2ပွဲတည်ကြပြီးတော့3ပွဲရှုံးနေထားတယ်အိမ်ကွင်းရလက်ကတော့မငြိမ်ဘူးရှုံးတဲ့ပွဲကပိုများပြီးတော့တရေပွဲကအနည်းငယ်ပဲရှိတယ်ဗျာနော်အိမ်ကွင်းရလက်တော့မငြိမ်ဘူး Brighton ကတော့ကျွန်တော်တို့ဒါတိတ်ထွေးထူးပြောကြမလို့ဒီနေ့ရာဒီမှာလုံးဝတကယ်ကောင်းမွန်တဲ့ခြေစွမ်းအနေနဲ့ကျွန်တော်တို့ဒါဟိုအကောင်းမွန်ဆုံးလုပ်ပြနေတဲ့ Danny Welbeck တို့ဘာလို့အဆာเนาะအဲ့တော့နောက်ဆုံး၅ပွဲရကျွန်တော်ခြုံကြည့်ရမှာဆိုရင်လည်း၄ပွဲနိုင်ပြီးတော့ဒါ Arsenal တသင်းနဲ့တော့ရှုံးထားတဲ့အတွက်ကြောင့်ဒီနေ့ညပွဲဒီဒါတန်းစင်းဆောင်ရဲ့ရုံအားနဲ့ဒါ Brighton ရဲ့အပေါ်ကိုအမှတ်ပေးစရာအပေါ်တက်ဖို့အတွက်ကျွန်တော်တို့ဒါအခွင့်အရေးတစ်ခုဖြစ်တယ်အဲ့တော့ဒီနေ့ပေးထားတဲ့ဈေးရင်းရဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါ Brighton ကတစ်လုံးကိုပြား40ပျော်ရွှင်ခွင့်ပေးထားတယ်ဂိုးပေါင်းကတော့ကျွန်တော်တို့ဒါ၃လုံးကိုတဝက်နီးပါးလောက်ထိကိုပျော်ရွှင်ခွင့်ပေးထားတဲ့အတွက်ကြောင့်ဒီနေ့ဒါ Brighton ရဲ့တိုက်စစ်ပိုင်းရောဒါဘန်လီရဲ့ခန်းစစ်ပိုင်းရောဆိုလို့ရှိရင်ဒီနေ့ပွဲဒီ1-1 1-2ဒီတစ်ပေါက်တော့ကျွန်တော်ခံမှန်းတယ်အဲ့တော့Brighton body ကိုပဲကျွန်တော်ကြိုက်ပါတယ်ဗျာနော်ဒီနေ့ကျွန်တော်နှစ်ပွဲရွေးချက်ပေးခဲ့တယ်နှစ်ပွဲကတော့ကျွန်တော်အပေါ်ဈေးတန်းကိုပဲကျွန်တော်ကြိုက်တယ် Liverpool body ကြိုက်တယ် Brighton body ကြိုက်တယ်ဘာလို့ကြိုက်လဲဆိုလို့ရှိရင်ဒါဒီပွဲကကျွန်တော်တို့တရေလောက်ပဲအနေဆုံးရှိလိမ့်မယ်ဗျာနော်ဒါပေမဲ့ဟို Liverpool body ရဲ့ထပ်ပြောမယ်နော်ဒါ Liverpool body ရဲ့ကျွန်တော် Brighton body ရဲ့ Brighton goal ball ရဲ့ကျွန်တော်ကြိုက်တယ်ဘာလို့လဲဆိုရင်ဘန်လီက9ရနိုင်ကြီးလည်းရှိသလို1-1သွားရင်သွားမသွားရင်1-2တစ်ပေါက်သွားဖို့များပါတယ်ဗျာနော်ဒီကိုတို့အကြိုက်ဒီမှာဆော့ပါ channel ပွဲတွေတော့ကျွန်တော် channel ထဲမှာပဲတင်ပေးတယ်မနေ့ကဆိုလို့ရှိရင်ကျွန်တော်တို့မောင်းကတ်ကတသင်းလေးနဲ့တော့တသင်းနဲ့ကျွန်တော်ကတ်ကျိုးသွားတယ်ဗျာနော်ဒီနေ့တော့ဒါအကောင်းဆုံးပြန်လဲစူးစမ်းပေးမယ်အားလုံးကွက်လက်ပါအဆင်ပြေကြပါသေးဗျာနော်